Hello ဒီချက်တနာပါ grade 5သင်္ချာအခန်း၄ကျန်တဲ့ကျင့်ခန်း1ထဲကဒီပုဒ်စာလေးကိုပြပေးပါမယ်6ညာဘက်ရှိပြထားသောပုံနှင့်နောက်မှစတုကန်တုံးပုံအပေါက်တစ်ခုရှိသည်ထိုပုံဤဒုတွေကိုရှာပါအဲ့ဆိုဒီပုံလေးရဲ့ဒုတွေကိုရှာမှာအဲ့အပေါက်လေးမပါဘဲနဲ့ရှာပြရမှာပါသူ့ပုံလေးကအပေါက်ကလေးပါနေတဲ့အတွက်အပေါက်လေးရဲ့နေရာလေးကိုပြန်ဖယ်ပေးရမှာအဲ့ဒါလို့တင်လို့ရှိရင်နောက်မှစတုကန်တုံးအကြီးရဲ့ဒုတွေတွေကနေပြီးဒီအပေါက်လေးရဲ့ဒုတွေကိုပြန်နှုတ်ပြီးတော့မှတွေ့ရမှာအဲ့တော့ပုံဤဒုတဲ့ဝင်ရေးလိုက်မယ်အဲ့တော့ဒါမှစတုကန်တုံးကြီးရဲ့ဒုတဲ့အဲ့ထဲကနေမှဒါမှစတုစတုအပေါက်လေးရဲ့ဒုတဲ့ကိုနှုတ်ဝေးပါဒီထဲကနေမှနှုတ်မှာဆိုတော့အနှုတ်လက္ခဏာအပေါက်ဤဒုတဲ့ဒါမှစတုကန်တုံးကြီးရဲ့ဒုတဲ့ကအလျားက30ရှိတယ်သူရဲ့အနံလေးက8အမြင့်ကကြတော့3အဲ့တော့30အမြောက်8အမြောက်3အဲ့ဒါမှဆိုရင်တုံးကြီးရဲ့ဒုတဲ့နှုတ်ရမှာဆိုတော့ဒီအပေါက်လေးရဲ့ဒုတဲ့ကိုကြည့်အောင်အလျားက4အနံကလည်း4အမြင့်ကကြတော့3အားကြမလို့4အမြောက်4အမြောက်378လီ80 83လီက240လေးလေးလီ16 3လီ48အဲ့တော့240တွေကနေပြီးတော့မှ48ကိုနှုတ်ရမှာနှုတ်လို့ရှိရင်192ကုဗစင်တီမီတာကုဗတုံး A နဲ့နောက်မှစတုကန်တုံး B တို့ကိုဘေးချင်းရှင်ရက်ကတ်ထားပြီးထိုးပုံနှစ်ခု၏မြင်ကွင်းကိုအောက်တင်ဖော်ပြထားသည်အပုံလေးတွေပေးထားတယ်နံပါတ်ကကြီးကနောက်မှစတုကန်ပုံ B ဒီကုဗတုံး A ထက်3စင်တီမီတာပိုမြင့်နောက်မှစတုကန်တုံး B အမြင့်ကိုရှာအဲ့တော့နောက်မှစတုကန်တုံး B အမြင့်လို့ရင်လုံးရှာလိုက်မယ် B ရဲ့အမြင့်ကကုဗတုံး A ထက်3စင်တီမီတာပိုမြင့်တယ် A ရဲ့အမြင့်ကိုသိထားပြီးသွားပြီအဲ့တော့ A ကခွန်ရှိတာ A ရဲ့အမြင့်ကခွန် A ကကျတော့ကုဗတုံးဆိုတော့အကုန်လုံးကခွန်လေးကြီးပဲအတူတူပဲเนาะအဲ့တော့ A က9စင်တီမီတာရှိတာဆိုလို့ရှိရင် B ရဲ့ကို3ထည့်ပေါင်းလိုက်လို့ရှိရင် B ရဲ့အမြင့်ရမယ်နံပါတ်ခါခွေကကုဗတုံး A နဲ့တောင်းမှစတုကန်တုံး B တို့ဤဒုတယ်များကိုရှာပါတယ်ဒုတယ်ကိုရှာတော့ကုဗတုံး A ကကုဗတုံးမလို့သူရဲ့ပုံသင်ကြီးကအနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင်ဝင်သုံးရမယ်အဲ့တော့သူ့ရဲ့အလျားတွေက9တွေကြီးပဲဆို9အမြောက်9အမြောက်9 9လီ49 9လီ343ကုဗစင်တီမီတာနောက်မှစတုကန်တုံး B ရဲ့ဒုတယ်ကကြတော့ရဲ့ဒုတယ်ကအလျားအမြောက်အနံအမြောက်အမြင့်ဆိုပြီးတော့မှအဲ့ဒါကိုသုံးပြီးတော့တွေ့ရမှာနောက်မှစတုကန်တုံးရဲ့အလျားကကြတော့ဒီမှာရှည်တဲ့အနားလေးအဲ့မှာ15စင်တီမီတာပေးထားတယ်15စင်တီမီတာကသူတို့နှစ်ခုလုံးတွဲရက်ကြီးဖြစ်နေတာအဲ့တော့ဒီဘက်ကကုဗတုံးက9စင်တီမီတာရှိမယ်အဲ့တော့9စင်တီမီတာကို15နဲ့9ကိုနှုတ်လို့ရှိရင်နောက်မှစတုကန်တုံးရဲ့အလျားရလာမယ်အဲ့ဆိုတော့15အမြောက်9အနံကကြတော့5စင်တီမီတာအနံက5အမြင့်ကကြတော့30စင်တီမီတာခုနကရှာထားပြီးသားနံပါတ်ကကြီးမှာရထားပြီးသားเนาะအဲ့တော့အမြင့်က30ကိုအစားသွင်းလိုက်မယ်အဲ့တော့15ရဲ့9ကိုနှုတ်8အမြောက်5အမြောက်308 5လီ40 10လီဆိုတော့400ကုဗစင်တီမီတာ